โอเคเมืองกาลาบาครับ Menglawa. โอเคก่อนอื่นเลยช่วยบอกเราหน่อยครับว่า ကျွန်တော်ခုဝိချရနေတာဘယ်လိုရှိလဲဗျာဝိကဘယ်လိုပုံစံမျိုးနဲ့အောင်နေတာလဲအဲ့ဒါကိုပြောရအောင် ဝေးချတဲ့အနေထားတော့အခက်အခဲများစွာရှိပါတယ်ကျွန်တော်လည်းဒီဝိတ်ကိုတစ်ခါမှမချဘူးဆိုလေအဲ့ဒါကြောင့်မို့ကျွန်တော်ကဒီထိုးရမယ့်အချိန်60မှာထိုးရမယ့်အချိန်ကနေကတခြားပြင်ဆင်ပြီးတော့ချခဲ့ရတာပေါ့နော်ခက်ခဲရတော့အများကြီးပါတယ် ပုံမှန်ဝိထိုးတာဘယ်ဝိလောက်ထိုးလဲပုံမှန် မြန်မာနိုင်ငံမှာ in one championship or in Myanmar ในวันแชมเปี้ยนชิพเราในค sorry ในวันแชมเปี้ยนชิพ one championship ပြီးခဲ့တယ် 138တော့62.8 138 time ပြီးတဲ့တည်းအမြန်မာစမီတန်ကမင်းတို့ခက်ခဲတဲ့ပြိုင်ပွဲတယောက်ဖြစ်နေပေါ့အဲ့တော့မင်းအမြန်မာစမီတန်ဘယ်လိုပုံစံမျိုးမြင်လဲ စမီတန်ကတကယ်ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါဒါဖြစ်လို့ဆိုတော့ကိုကအခုမှဝမ်းမှာဒုတိယနှစ်ပွဲမြောက်ပဲထိုးရမှာဟုတ်သူကကျတော့ကိုယ့်ထက်အများကြီးအတွေ့အကြုံလည်းရှိတယ်တဘာလည်းရှိရပေါ့နော်သူကတကယ်ကောင်းတဲ့ကစားသမားပါကျွန်တော်အဲ့လိုသတ်မှတ်ပါတယ် စမီဒီပွဲကိုဘယ်လိုပုံစံမျိုးနဲ့အဆုံးသတ်မလဲဘယ်လိုနည်းရသုံးသက်ချက်ကဘယ်လိုဖြစ်မလဲ ကျွန်တော်ကတော့ပွဲတိုင်းကိုတော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပါတယ်အကောင်းဆုံးရလက်ထွက်လာမယ်လို့လည်းယုံကြည်ပါတယ်အကောင်းဆုံးလည်းပြည့်စုံထားပါတယ် ဒီပွဲကနေ့တော့ဒုတိယမြောက်ပွဲပေါ့အဲ့တော့ဒီပွဲကနေ့တော့ဘယ်လိုအသေးပဲရှိလဲဘယ်လိုပုံစံမျိုးတမန် ပွဲတိုင်းကတော့ကျွန်တော်တို့အမြဲတမ်းအတိတ်ပဲရှိပါတယ်ဒါကြောင့်လည်းဆိုကျွန်တော်ကမွေထိုင်းကိုအခုမှရောက်လာတာမကြသေးတဲ့ကစားသမားတစ်ယောက်လည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမွေထိုင်းပညာရက်တွေကိုသင်ယူရင်းနဲ့ပေါ့လေကြိုးစားနေတာဆိုတော့ကျတော့ပွဲတိုင်းအတိတ်ပဲရှိပါတယ် အဲ့တော့ကျော်ကြီးရဲ့အဓိကဒီမှန်ချက်ကပါလဲပေါ့အထူးသဖြင့်ဒီ fly ကိုတရားသုံးတာလားဆိုတော့အဓိကဒီချက်ကပါ ရွေရကတော့အကြီးကြီးမားမားတော့ရှိပါတယ်ဒါပေမဲ့အခုချိန်မှာကျတော့ကိုကအစပဲဆိုတော့လေကျွန်တော်တို့အများကြီးလိုသေးရပါတော့အခုအဲ့လိုပေါ့ပထမဆုံးယူမှန်းချက်တစ်ခုကတော့ကျွန်တော်စာချုပ်ရဖို့ပါပဲအဲ့ဒါကိုကျွန်တော်ရဲ့ main ပေါ့နော်အဓိကအဲ့ main ကိုကျွန်တော်ပြင်ဆင်ထားပါတယ်အဲ့ဒါပါ နဲ့ပြန်ဟိုကျော်ကြီးကိုပေါ့နော်ဟိုအားပေးနေမယ်ညီမကနေအများကြီးရှိတယ်လို့မျှော်လင့်ထားတယ်အဲ့တော့အဲ့ပြည့်သက်တွေအတွက်ပေါ့နော်ဟို message လေးပေးပြီး ကျွန်တော်ရဲ့ပြည်သက်တွေရောကျွန်တော်နိုင်ငံမှာပြည်သက်တွေရောနောက်တစ်ခုဒီထိုင်းနိုင်ငံမှာနေရကအပေးရပြည်သက်တွေအားလုံးကျွန်တော်အမြဲတမ်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အားပေးရတဲ့အတွက်ပေါ့နော်နောက်တစ်ခုကျွန်တော်အားပေးတဲ့ပုံမှာအမြဲတမ်းအားပေးရကြုံတဲ့ကစားသမားတစ်ယောက်ဖြစ်အောင်လည်းအများကြီးကြိုးစားနေပါတယ်ကြိုးစားသွားပါမယ်လို့ ค่ะ ဟုတ်ပါ